ဘလူးမကြီးဖီဆစ်စမိုတေဆုံးသွားပြီးလို့ကြောက်တုံဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဖလားဖိုင်မနီနဲ့အတူရှိနေကြတဲ့နိုင်ငံသားတွေကအဲ့ဒီကြောက်တုံကြီးဘလူးမအဖြစ်နဲ့အသက်ပြန်ဝင်လာမှာကိုစိုးရိမ်ကြပြီးတော့အဲ့ဒီကြောက်တုံကြီးကြေမွားပြက်စီးသွားအောင်ဆိုပြီးခင်းတွေနဲ့ပတ်ပတ်လေထိုးပြီးတော့မီရှိုးဖို့ပြင်ဆင်ကြပါတယ်အဲ့ဒီအချိန်မှာပဲတောင်ရဲနောက်ကျော်ဘက်ကနေပြီးတော့အလွန်ဟိမ့်ပြီးကျဲလောင်တဲ့ခေါင်းလောင်းတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီခေါင်းလောင်းတန်နဲ့အတူဘိုးဘိုးကြီးကသူတို့အားလုံးရဲ့အနာကိုရောက်ရှိလာခဲ့ပါတယ်ဘိုးဘိုးကြီးကအဲ့ဒီကြောက်တုံကြီးကိုမီးချိုးလိုက်မယ်ဆိုရင်ဘလူးမကြီးအသက်ပြန်ရှင်လာနိုင်ပြီးဖလားဖိုင်မနီကိုမီးမရှို့ဖို့တတိပေးလိုက်ပါတယ်ဘိုးဘိုးကြီးကဒီအတိုင်းပဲထားလိုက်ပါဆိုပြီးတော့ဖလားဖိုင်မနီကိုပြောပြီးတာနဲ့ပျောက်ကွယ်သွားပါတယ်ဖလားဖိုင်မနီဟာဘိုးဘိုးကြီးရဲ့စကားကိုနားထောင်ပြီးတော့အားလုံးကိုမီးမရှို့ဖို့ရပ်တန့်ခိုင်းလိုက်ပါတယ်ပြီးတော့မှအဲ့ဒီကြောက်တုံရဲ့အနာမှာပဲတဲအင်္ဂလိပ်ထိုးပြီးတော့သူ့ကြောက်တေဆုံသွားတဲ့ဘဒူးမကြီးအတွက်စိတ်မကောင်းဖြစ်ပြီးအနာမှာပဲနေထိုင်ရင်းနဲ့ကျွန်းပေါ်မှာတောင်းတင်နေကြတဲ့နိုင်ငံသားတွေနဲ့အကျွန်းစီရောက်လာမဲ့ရွက်တင်ဘောကိုစောင့်မျှော်နေကြရင်းနဲ့နေထိုင်သွားကြပါတယ်ဘလူးငယ်လေးစင်စမွန်နဲ့စူအိုမာလီတို့ကတော့တင်းမောပြက်ကလေးကဘလူးငယ်လေးဟာစူအိုမာလီကိုကြောပေါ်တင်ပြီး9ရက်9ညတိုင်အောင်ပင်လယ်ထဲမှာကူးခတ်ပြီးမှကျွန်းငယ်လေးတစ်ခုစီကိုရောက်ရှိသွားကြပါတယ်။အဲ့ဒီကျွန်းငယ်လေးပေါ်မှာအနားယူဖို့ဆိုပြီးတော့ပြင်ဆင်နေကြတဲ့အချိန်မှာပဲနိုင်ငံသားပင်လယ်ဓမြတွေရဲ့တင်ပေါ်ဟာကျွန်းငယ်လေးရဲ့အနားကိုရောက်ရှိလာပြီးဆူရမ်ဆိုတဲ့အမည်ရှိတဲ့ပင်လယ်ဓမြကောင်ဆောင်ကမှန်ဘလူးနဲ့လှမ်းကြည့်လိုက်တဲ့အခါမှာတော့စူအိုမာလီနဲ့ဘလူးငယ်လေးစင်စမိုကိုတွေ့သွားပါတယ်။ပင်လယ်ဓမြကောင်ဆောင်ကစူအိုမာလီကိုမြင်မြင်ချင်းအလွန်ပဲသဘောကျသွားပြီးချက်ရှင်ပဲကျွန်းရှိရာကိုကန်ဆိုင်ခိုင်းလိုက်ပါတယ်။ပြီးတော့စူအိုမာလီရဲ့အနာကိုလာပြီးစူအိုမာလီကိုဇနီးမယားအဖြစ်ပေါင်းတင်ဖို့အတွက်ခေါ်ပါတယ်။ဒါပေမဲ့စင်စမောကမပေးနိုင်ဘူးဆိုပြီးညင်တော့ပင်လယ်ဓမြတွေကဝိုင်းဆွဲကြတဲ့အခါမှာတော့တာမန်ကလေးမျိုးမဟုတ်တဲ့စင်စမောကပြန်လည်ခုခံတိုက်ခိုက်လိုက်တဲ့အခါမှာတော့ပင်လယ်ဓမြတွေအားလုံးရှုံးနိမ့်သွားကြရပါတယ်။စင်စမောကပင်လယ်ဓမြကောင်ဆောင်ကိုဖလုံဆိုတဲ့တိုင်းပြည်ရှိရာကိုနှင်ပေါ်နဲ့လိုက်ဖို့ပေးဖို့နဲ့ဟိုရောက်ရင်ရတနာတွေပေးမယ်ဆိုပြီးတော့ပြောလိုက်တော့ပင်လယ်ဓမြကြီးကရတနာတွေကအဓိကမဟုတ်ပဲရွက်တင်ပေါ်မှာစူအုံမာလီရဲ့အနားမှာနေခွင့်ရပြီးပိုးခွင့်ရမယ်ဆိုတဲ့အတွေ့တွေကြောင့်ဒါဟာအခွင့်အရေးပဲဆိုပြီးတော့လိုက်ဖို့ပေးဖို့လက်ခံလိုက်ပါတယ်ဒီလိုနဲ့ပင်လယ်ခီးထွက်လာကြတဲ့အခါမှာပင်လယ်ဓမြကြီးကစင်စမိုကိုလိန်လဲပြီးတော့အရက်တွေတိုက်ပါတယ်စင်စမိုကအပြင်လောကကတခါမှမတောက်ဘူးမကြုံဘူးတဲ့အရက်ကိုတောက်မိပြီးအဲ့ဒီညမှာပဲမူးပြီးတော့အိပ်ပျော်သွားပါတယ်အဲ့ဒါနဲ့ပင်လယ်ဓမြဆူရပ်ကအခွင့်အရေးယူပြီးတော့စူအိုမာလီရဲ့အိတ်ခံတဲ့ကိုတွားပြီးစူအိုမာလီကိုကိုထိလက်ရောက်နဲ့အချစ်ကိုရယူဖို့အတွက်ကြိုးစားပါတယ်စူအိုမာလီကလည်းလိမ္မာပါနဲ့စွာနဲ့ပရိယေတွေတုံပြီးတော့တိမ်းရှောင်ခဲ့ရပါတယ်နောက်နေ့လိုရောက်တော့စင်စမိုအမူးပြေသွားတဲ့အခါမှာစူအုံမာလီကညကပင်လယ်ဓမြကြီးပြုတ်ခဲ့တဲ့အဖြစ်အပျက်တွေကိုဘလူးငယ်လေးစင်စမိုကိုတိုင်လိုက်ပါတယ်စင်စမိုကပင်လယ်ဓမြကြီးကိုအလွန်ပဲဒေါသထွက်ပြီးစစ်စီမေးမြန်ရင်တိုက်ခိုက်ရင်းနဲ့လက်လွန်သွားပြီးတော့ပင်လယ်ဓမြကြီးဟာသူ့ရဲ့လှေပေါ်မှာပဲစင်စမိုရဲ့လက်ရှင်နဲ့တည်ဆုံသွားရပါတယ်ပင်လယ်ဓမြကြီးရဲ့တပည့်တွေကအရန်ပဲထိတ်လန့်ကြောက်ရွံ့သွားကြပြီးစင်စမိုကိုပင်လယ်ဓမြခေါင်းဆောင်အဖြစ်တင်မြှောက်ပေးလိုက်ကြရပါတယ်စင်စမိုကလည်းခေါင်းဆောင်ဖြစ်တာနဲ့သူ့ရဲ့တပည့်ပင်လယ်ဓမြတွေကိုဒီပင်လယ်တဝိုင်းမှာသူ့ရဲ့အဖေဖလားဖိုင်မနီကိုအရင်လိုက်ရှာဖို့အမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဖလားဖိုင်မနီကိုလိုက်ရှာနေတဲ့အချိန်မှာပဲနတ်တီဝါတွေကသူတို့ရဲ့ရွက်တင်ဘောကိုလေပြင်းတွေနဲ့တွန်းပို့လိုက်တာကြောင့်ရွက်တင်ဘောကြီးကလုံမကျဆိုတဲ့တိုင်းပြည်ရှိရာကိုရောက်ရှိသွားပါတယ်အဲ့ဒီလုံမကျဆိုတဲ့တိုင်းပြည်ကိုဖလားဖိုင်မနီရဲ့ညီစီစဝမ်နဲ့နန်ကီစလာတို့ကအုပ်ချုပ်နေတာပဲဖြစ်ပါတယ်သူတို့မှာအရုံလက်စမီလိုအမည်ပေးထားတဲ့သမီးငယ်လေးတယောက်ရှိနေပြီပဲဖြစ်ပါတယ်။စင်စမိုတို့ရဲ့ပင်လယ်ဓမြရွက်တင်ဘောကြီးကလုံမကျဆိုတဲ့တိုင်းပြည်ရဲ့အနာကိုကမ်လို့လှုပ်တော့မဲ့အချိန်မှာပဲကန်ဆက်မှာရှိကြတဲ့အဆောက်စစ်တီတွေကပင်လယ်ဓမြတိုင်းပြည်ကိုလာတိုက်ကြပြီဆိုပြီးတော့အတန်တွေပေးလိုက်ကြတဲ့အခါမှာအားလုံးဟာနားလည်မှုလွဲသွားကြပြီးပင်လယ်ဓမြလာတိုက်တဲ့အထင်နဲ့စစ်တီတွေကိုကြေညာပြီးအမြောက်တွေနဲ့ပြစ်လို့ဖို့အမိန့်ပေးလိုက်ပါတယ်။စင်စမွန်နဲ့ပင်လယ်ဓမြတို့ဘက်ကလည်းတစ်ဖက်သက်အပြစ်ခံရတာဆိုတော့ဒီတိုင်းမနေတာတော့ပဲရွက်တင်ဘောကလက်နက်ကြီးတွေနဲ့စိတ်ကန်ရှိရာဘက်ကိုပြစ်လွတ်ကြပါတယ်ခဏအကြာမှာတော့လုံမကျဆိုတဲ့လှေစိတ်ကိုအနိုင်ရသွားပြီးအဲ့ဒီလှေစိတ်ကနေတဆင်တိုင်းပြည်ကိုပါတခါတည်းတက်သိမ်းဖို့လုပ်နေတဲ့အချိန်မှာပဲဘရင်စီစဝမ်တို့ကလည်းတိတိချင်းမြင်းတက်တွေနဲ့လှေစိတ်ရှိရာဘက်ကိုခြိတက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာစီစဝမ်နဲ့စင်စမိုတို့ဟာတဦးနဲ့တူတော်ဆက်ကြတာကိုမသိဘဲနဲ့အသေးအတန်တိုက်ခိုက်ကြပါတယ်
စင်စမိုကဓာတ်ခုတ်တိုင်းနဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲစီစဝမ်ရဲ့မျက်နှာကိုတေချာလေးတွေးမိလိုက်တော့ဒီလူကြီးကဘာကြောင့်အဖေနဲ့တူရတာလဲဆိုပြီးတော့တွေးဝေသွားတဲ့အချိန်မှာပဲစီစဝမ်ကသူ့ရဲ့အလစ်ကိုဓာတ်နဲ့လှမ်းခုတ်လိုက်တဲ့အခါမှာစင်စမိုဟာဓာတ်ချက်နဲ့မြင်းပေါ်ကကျသွားပြီးတေဆုံးသွားရပါတယ်ပင်လယ်ဓမြတွေကဘလူးငယ်လေးစင်စမိုတိုက်ပွဲကျသွားပြီဆိုတာကိုတွေးတော့စမတ်တိုက်တော့ပဲနဲ့အလှမ်းပြူကိုထောင်ကြပြီးရွက်တင်ပေါ်ရှိရာကိုလှည့်ပြန်သွားကြပါတယ်။စီစဝမ်တို့ကလည်းသူတို့ရဲ့နန်းတော်ရှိရာဘက်ကိုလှည့်ပြန်သွားကြပါတယ်။အဲ့ဒီညမှာပဲလူတဝက်ဘလူးတဝက်နဲ့စင်စမောကမိုးရွာသွန်းချလာတဲ့အခါမှာတော့တတိပြန်ဝင်လာပြီးပြန်လဲနိုးထလာခဲ့ပါတယ်။စင်စမောကနိုးထလာတာနဲ့ရှက်ချင်းနန်းတွင်တွေကစစ်တီတော်တွေကိုညတွင်ကြီးတယောက်တည်းဝင်ရောက်တိုက်ခိုက်ပါတယ်။ပြီးတော့ရွက်တင်ပေါ်စီပြန်လာပြီးပင်လေဓမြတွေနဲ့အတူနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်သိမ်းပိုက်ဖို့စီစဉ်ပါတယ်။စီစဝမ်ကလည်းတက်လို့မသေးနိုင်တဲ့စင်စမိုကိုလုံးဝမကြောက်ပဲနဲ့စစ်အင်အားအပြည့်နဲ့ထပ်မံထွက်တိုက်ကြပြန်ပါတယ်။ဒီတစ်ကြိမ်မှာတော့တိုင်းပြည်တစ်ခုလုံးအတော်လေးပျက်စီးသွားပါတယ်။နောက်ဆုံးမှာတော့စီစဝမ်ဟာရှုံးနိမ့်သွားရပြီးစင်စမိုရဲ့ကြိုးနဲ့ချီနှောင်ခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲစီစဝမ်နဲ့စင်စမိုတို့ဟာတယောက်နဲ့တယောက်အနီးကပ်တွေ့ကြရတော့စင်စမိုရဲ့လက်ထဲမှာဝတ်ထားတဲ့သူ့ရဲ့အကိုဖလားဖိုင်မနီရဲ့လက်စွပ်ကိုတွေ့လိုက်ရတဲ့အခါမှာသူဟာဖလားဖိုင်မနီရဲ့ညီအရင်ဖြစ်ကြောင်းစီစဝမ်ကရှင်းပြလိုက်တဲ့အခါမှာတော့စင်စမိုကလည်းသူ့ရဲ့အဖေနဲ့ရုပ်အချင်းတူနေတာကြောင့်စီစဝမ်ကိုသူ့ရဲ့ဦးလေးအဖြစ်ယုံကြည်သွားပြီးဦးလေးကိုအတင်းပဲပွေ့ဖက်ပြီးတော့မတီလို့ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်ဆိုပြီးတော့တောင်းပန်နေလိုက်ပါတယ်အဲ့ဒါနဲ့စီစဝမ်ကစင်စမောနဲ့စူအိုမာလီကိုနန်းတွင်ထဲကိုခေါ်သွားပြီးသူ့ရဲ့မိသားစုတွေနဲ့မိတ်ဆက်ပေးပါတယ်ဒီလိုနဲ့သူတို့တွေလုံမကြဆိုတဲ့တိုင်းပြည်မှာခဏတစ်ဖြုတ်အနားယူနေထိုင်ကြပြီးတော့ဖလားဖိုင်မနီကိုလိုက်ရှာဖို့အတွက်ခရီးဆက်ကြတော့မဲ့အခါမှာစီစဝမ်နဲ့မုတ်ဆူ၃ယောက်တို့ကလည်းစင်စမောနဲ့စူအိုမာလီတို့နဲ့အတူလိုက်သွားဖို့ပြင်ဆင်ကြပါတယ်အရုံလက်စမီဆိုတဲ့သမီးငယ်လေးကလည်းစင်စမွန်နဲ့တရွယ်တည်းဖြစ်နေကြတာကြောင့်တယောက်နဲ့တယောက်အရန်ရင်းနှီးသွားကြပြီးတော့အတူလိုက်ပါသွားဖို့အဖေကိုပူဇော်တဲ့အခါမှာသမီးငယ်လေးအရုံလက်စမီကိုပါတခါတည်းခေါ်ဆောင်သွားကြပါတယ်။ရိတ်ခါအပြည့်စုံနဲ့ရွက်တင်ပေါ်ပေါ်မှာပြင်ဆင်ကြပြီးတာနဲ့ပင်လယ်ခရီးကိုဆက်ကြပါတယ်။ဖာဖိုင်မနီတို့မှာတော့ဖီဆစ်စမိုတီဆုံးသွားပြီးကတည်းကကျွန်းငယ်လေးပေါ်မှာတောင်းတင်လာခဲ့တာရိတ်ခါတွေမရှိဘဲအောက်ရင်ပြီးနေထိုင်လာခဲ့ကြတာဟာ9လအထိကြာမြင့်လာကြပြီပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာဥစရေအမည်ရှိတဲ့စူအိုမာလီနဲ့ဆေးဆက်ထားတဲ့နိုင်ငံသားမင်းသားတယောက်ကလည်းပင်လယ်ထဲမှာစူအိုမာလီကိုထွက်ရှာနေရင်ကျွန်းတစ်ခုမှာဖလားဖိုင်မနီတို့တောင်းတင်နေကြတာကိုတွေ့တော့စူအိုမာလီလည်းရှိနိုင်တယ်ဆိုပြီးတော့အထင်နဲ့အဲ့ဒီကျွန်းငယ်လေးမှာသူတို့ရဲ့ရွက်တင်ပေါ်တွေကိုကန်ဆယ်လိုက်ကြပါတယ်။အဲ့ဒီအခါမှာဖလားဖိုင်မနီကသူတို့ကိုတင်းပေါ်နဲ့ကယ်တင်သွားပါဆိုပြီးတော့တောင်းဆိုပါတယ်။ဖလားဖိုင်မနီကသူတို့ကိုယ်တိုင်ဘရင်ကြီးစီလလားနဲ့မင်းသမီးလေးစူအိုမာလီတို့နဲ့အတူရွက်တင်ပေါ်တစ်စင်းထဲမှာအတူခရီးဆက်ကြရင်ရွက်တင်ပေါ်ပြတ်သွားပြီးတနေရာစီရောက်သွားကြတာဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။အဲ့ဒီအခါကျမှပဲဥစရေကသူ့ရဲ့ကျင်ပေါ်ရဲ့တည်င်းအစနာကိုတီးလိုက်ရတာကြောင့်ဘလွန်ပဲဝမ်းသာသွားပြီးဖလားဖိုင်မနီနဲ့အဖော်တွေကိုရွက်တင်ပေါ်ပေါ်တင်ပြီးခေါ်ဆောင်သွားကြပါတယ်။ဒီလိုနဲ့ပဲဖလားအဖိုင်မနီနဲ့သူ့ရဲ့အဖော်နိုင်ငံသားတို့ဟာဥစရေရဲ့ရွက်တင်ပေါ်ကြီးတွေနဲ့လိုက်ပါသွားကြတဲ့အချိန်မှာတိတ်မကြခင်မှာပဲစင်စမောရဲ့ပင်လယ်ဓမြတင်ပေါ်နဲ့စီစဝမ်တို့ရဲ့အတူရွက်လွှင့်လာကြတဲ့ရွက်တင်ပေါ်တွေကိုကျယ်ပြန့်တဲ့ပင်လယ်ထဲမှာမြင်တွေ့လိုက်ကြရပါတယ်။အဲ့ဒါနဲ့စင်စမောနဲ့စီစဝမ်တို့ကလင်းငယ်လေးတစ်စင်းနဲ့ဥစရေတို့ရဲ့ရွက်တင်ပေါ်အနာကိုလှော်ကပ်သွားကြပါတယ်။အဲ့ဒါနဲ့ဖလားဖိုင်မနီဟာသူ့ရဲ့သားလေးစင်စမောနဲ့ညီငယ်လေးစီစဝမ်တို့တွေ့ဆုံသွားကြပါတယ်။ညီအကိုနှစ်ယောက်သာ9နှစ်ကြာအောင်တယောက်နဲ့တယောက်ခွဲခွာသွားခဲ့တာကြောင့်တတိယစိတ်တွေနဲ့ပွေဖက်ကြရင်ဝမ်းသာမျက်ရည်တွေကြာကြရပါတယ်။ဥစရေကတော့စူအိုမာလီဗမာလဲဆိုပြီးတော့စင်စမိုကိုမနာတမ်းမေးနေတာကြောင့်လုံးဝမဖြေချင်တော့တဲ့စင်စမိုကလည်းသူ့ရဲ့မွေးစားအမေကိုတခြားတိုင်းပြည်ကိုခေါ်ဆောင်သွားမှာကိုမလိုလားပဲသူ့ရဲ့အဖေဖအဖိုင်မနီတယောက်တည်းကိုသာတဘောတူတာကြောင့်စင်စမိုဟာသူ့ရဲ့မွေးစားအမေစူအိုမာလီကိုဘသူလက်ထဲမှာမထည့်ဘူးဆိုပြီးတော့အဲ့ဒီနေရာမှာပဲအားလုံးကိုကြီးညာလိုက်ပါတယ်။ဖာဖိုင်မနီကဥစရေဟာကျွန်းကနေအဖေကိုကယ်တင်လာခဲ့တဲ့ကျေးဇူးရှင်တယောက်ဖြစ်တဲ့သဘောတူလိုက်ပါဆိုပြီးတော့သူ့ရဲ့သားတော်လေးစင်စမိုကိုချော့မော့ပြီးပြောနေပေမဲ့လုံးဝသဘောမတူဘူးဆိုပြီးတော့ညင်းတာကြောင့်ဥစရေဟာမရရအောင်လူယူပြီးတိုက်ခိုက်ရမှာပဲဆိုပြီးတော့ဒေါသကြီးစွာနဲ့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာဖလားဖိုင်မနီကဂျားကနေပြီးတော့ဘသူဘက်မှမနေဘဲနဲ့လွတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ဖလားဖိုင်မနီကစင်စမိုဟာဘလူးတဝက်လူတဝက်ဖြစ်တဲ့အတွက်ကြောင့်ဥစရေတိုက်ခိုက်လို့နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဥစရေကိုတတိပေးလိုက်ပါတယ်။
ဦးစရေကနားမဝင်ပဲဒီရှစ်နှစ်သားကလေးလေးကိုမနိုင်ရမလားဆိုပြီးတော့မယုံကြည်တဲ့စိတ်တွေနဲ့သူ့ရဲ့စစ်တီရွက်တင်ပေါ်900ကိုစင်စမွန်ရဲ့ပင်လယ်ဓမြရွက်တင်ပေါ်ကိုတိုက်ခိုက်ဖို့တိုက်ခိုက်ရေးအတွက်ပြင်ဆင်ခိုင်းလိုက်ပါတယ်စင်စမွန်ကလည်းသူ့ရဲ့ရွက်တင်ပေါ်ရှိရာကိုပြန်သွားပြီးဦးစလေနဲ့တိုက်ပွဲဝင်ရမှာမို့သူ့ရဲ့မွေးစားအမေစူဝုံမာလီကိုတွားရောက်တိုင်ပင်ပါတယ်စူဝုံမာလီကလည်းကလေးလေးနဲ့လူကြီးစစ်ဖြစ်ကြရမှာမမျှဘူးလို့ခံစားရပြီးစင်စမိုကိုတနာပြီးတော့အဲ့ဒီတိုက်ပွဲမှာပါဝင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဖခင်ဖြစ်တဲ့ဖားဖိုင်မနီကတော့သူ့ရဲ့သားတော်လေးအတွက်လုံးဝစိတ်မပူပဲတိုက်ပွဲမှာဝင်မပါပဲဒီတိုင်းပဲနေပါတယ်စူဝုံမာလီကတော့တိုက်ခိုက်ရေးမှာအလွန်ကျွမ်းကျင်တဲ့မင်းတစ်ပါးရဲ့သမီးတော်တယောက်ဖြစ်တာကြောင့်တိုက်ခိုက်ရေးဗျူဟာကိုကောင်းကောင်းသိသူတယောက်ဖြစ်ပါတယ်စူဝုံမာလီဟာစစ်တီတော်ဝတ်စုံတွေကိုဝတ်ဆင်လိုက်ပြီးစင်စမွန်နဲ့အတူတိုက်ပွဲဝင်ဖို့အသစ်ပြင်လိုက်ပါတယ်တိုက်ပွဲတွေဖြစ်ပွားတဲ့အခါမှာတော့ရွက်တင်ဘောတွေဟာမနာတန်းတစ်စင်းနဲ့တစ်စင်းအပြန်အလှန်ပစ်ခတ်ကြပါတယ်။အဲ့ဒီပစ်ခတ်တံတွေဟာပင်လယ်သမုဒ္ဒရာတစ်ခုလုံးစူညံသွားပါတယ်။စူဝုံမာလီရဲ့စစ်ရေးဗျူဟာမှာလိမ္မာကျွမ်းကျင်မှုကြောင့်ဥစရေရဲ့စစ်ဟာအရေးနှိပ်ပြီးရှုံးနိမ့်သွားရပါတယ်။အဲ့ဒါနဲ့စင်စမောကအနံ့ရသွားပြီးတော့ဥစရေကိုဖမ်းချုပ်ထားတဲ့အချိန်မှာဖလဖိုင်မနီကအဖေရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ဥစရေကိုပြန်လွှတ်လိုက်ပါဆိုပြီးတော့တောင်းဆိုတာကြောင့်စင်စမောကလည်းအဖေရဲ့စန္ဒအတိုင်းကြီးကြီးပြပြနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်ဥစရေဟာစိတ်ရောကိုယ်ပါပြည့်နှက်နေတဲ့ဒဏ်ရာတွေနဲ့အရှက်ရပြီးသူ့ရဲ့တိုင်းပြည်ရှိရာကိုပြန်သွားလိုက်ပါတယ်အလုံးအေဂျင့်သွားတဲ့အခါမှာတော့ဖလအဖိုင်မနီဟာသူ့ရဲ့သားလေးစင်စမိုကိုစူဝုံမာလီကိုအဖေရဲ့ဇာတိဖြစ်တဲ့ရထနာဆိုတဲ့တိုင်းပြည်ကိုခေါ်သွားပြီးသူနဲ့အတူလက်ထပ်ပွဲကျင်းပဖို့အတွက်ပြောလိုက်တဲ့အခါမှာတော့စူဝုံမာလီဟာရထနာဆိုတဲ့တိုင်းပြည်ကိုမလိုက်လို့ပဲဖလားဖိုင်မနီနဲ့လက်မထပ်ဖို့ညှင်းလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖလားဖိုင်မနီဟာစူဝုံမာလီကိုလာတောင်းတဲ့ဥစရေရဲ့လက်ထဲကိုထည့်ပေးဖို့သူကိုယ်တိုင်ပြောဆိုခဲ့လို့စိတ်ဆိုးပြီးတော့လက်မထပ်ပဲညှင်းဆိုလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒါနဲ့စူဝုံမာလီကသူ့အမေရှိနေသေးတဲ့ဖလုံဆိုတဲ့တိုင်းပြည်ကိုပြန်ပို့ပေးဖို့တောင်းဆိုပြီးဥစရေဟာရန်ညိုးထားပြီးတော့တနေ့နေ့မှာဖလုံဆိုတဲ့တိုင်းပြည်ကိုလာရောက်တိုက်ခိုက်နိုင်တယ်ဆိုပြီးတော့စစ်ရေးတွေကြိုတင်ပြင်ဆင်ထားဖို့ရှိတယ်ဆိုပြီးတော့အားလုံးကိုတောင်းဆိုလိုက်ပါတယ်။အဲ့ဒါနဲ့ဖလာဖိုင်မနီစီစဝမ်စူဝုံမာလီစင်စမွတ်အရုံရစမီနဲ့မုတ်ဆို၃ယောက်တို့နဲ့အတူမင်းသမီးစူဝုံမာလီရဲ့ဇာတိတိုင်းပြည်ဖြစ်တဲ့ဖလုံဆိုတဲ့တိုင်းပြည်ရှိရာဘက်ကိုရွှေ့လွှင့်သွားကြပါတယ်။တလားလောက်အကြာပင်လယ်ခရီးဆက်ခဲ့ကြပြီးတဲ့နောက်ဖလုံဆိုတဲ့တိုင်းပြည်ကိုရောက်ရှိလာခဲ့ကြပါတယ်။ရွက်တင်ပေါ်ကန်ဆိုင်တာနဲ့အားလုံးဟာစူဝုံမာလီရဲ့အမေမွန်ထာရှိရာကိုတွားရောက်တွေ့ဆုံကြပါတယ်။မေတော်ကြီးမွန်ထာဟာတမင်းငယ်လေးထံကနေပြီးတော့တင်းပေါ်ပြက်ပြီးတေဆုံခဲ့တဲ့ဘရင်ကြီးရဲ့တည်င်းကိုကြားလိုက်ရတဲ့အခါမှာအလွန်ပဲစိတ်ထိခိုက်ပြီးတော့ငိုကြွေးနေရပါတယ်။ပြီးတော့ဘရင်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာတိုင်းပြည်ကိုအုပ်ချုပ်ပေးမဲ့သူမရှိတော့တဲ့အတွက်ကြောင့်မို့လို့လဲအလွန်ပဲစိုးရိမ်နေမိပါတယ်။အဲ့ဒါနဲ့ပဲမိခင်ကြီးမွန်ထာကစူဝုံမာလီကိုဖလားဖိုင်မနေနဲ့ထိမ်းမြပေးပြီးတော့တိုင်းပြည်ကိုဘရင်နဲ့မိဖုရားတွေအဖြစ်အုပ်ချုပ်သွားစေဖို့စီစဉ်ပါတယ်။စူဝုံမာလီဟာဖလားဖိုင်မနေနဲ့လက်မထပ်ဖို့အမျိုးမျိုးလှည့်ပြီးတော့နောက်ဆုံးတော့အာကုသိုလ်တွေလှုပ်ထားတာများနေလို့တော်ထဲမှာရက်သိမဝတ်ပြီးသူ့ရဲ့အဖေအတွက်ကုသိုလ်ကောင်းမှုတွေလှုပ်ရှင်တယ်ဆိုပြီးတော့အချိန်ခဏလောက်ပေးပါဆိုပြီးသူ့ရဲ့မိခင်ကိုပြောပြီးစင်စမွန်နဲ့အလွန်ရက်စမီကိုအဖော်အဖြစ်ခေါ်ဆောင်သွားဖို့ခွင့်တောင်းလိုက်ပါတယ်ဖလားဖိုင်မနီကစူဝုံမာလီရတိမတကယ်ပဲဝှချင်တယ်ဆိုတာကိုလုံးဝမယုံတော့လဲပဲနားလဲပေးလိုက်ပြီးတော့စူဝုံမာလီဖြစ်ချင်တဲ့ရတိမဝှပါစေတော့ဆိုပြီးတော့ခွင့်ပြုလိုက်ရပါတယ်ဖလားဖိုင်မနီကတော့သူကိုယ်တိုင်ဖလုံဆိုတဲ့တိုင်းပြည်မှာပဲနေခဲ့ပြီးတော့မင်းအဖြစ်နဲ့တိုင်းပြည်ကိုစီမံအုပ်ချုပ်နေလိုက်ပါတယ်ဖလားဖိုင်မနီဟာအချိန်မရွေးရောက်လာနိုင်တဲ့ဥစရေရဲ့ရန်ညိုးတွေကြောင့်ကြိုတင်ပြီးတော့စစ်တီတွေကိုစနစ်တကျတင်တန်းတွေချပေးပါတယ်ပြီးတော့တိုင်းပြည်ထဲမှာရှိကြတဲ့လူငယ်လူရွယ်တွေအားလုံးကိုတိုင်းပြည်ကိုကာကွယ်ပေးဖို့အတွက်လာရောက်ပြီးစစ်ပညာသင်ကြားကြဖို့နဲ့အစွမ်းအစရှိသူတွေအားလုံးကိုစစ်မှုထမ်းဆောင်ဖို့အတွက်လာရောက်ရှောက်တင်နိုင်ကြောင်းစစ်အင်အားဖြစ်တင်ဖို့တိုင်းပြည်အနှံ့သတင်းပေးလိုက်ပါတယ်။အဲ့ဒီဖလုံဆိုတဲ့တိုင်းပြည်မှာနန်ဝါလီဆိုတဲ့မုတ်ဆိုးအမျိုးအနွယ်ဝင်မိမပြိုလေးတယောက်ရှိပါတယ်။သူမဟာတိုက်ခိုက်မှုပညာနဲ့ဝိစာပညာအစွမ်းတွေကိုအလွန်ပဲတက်မြောက်ထားသူဖြစ်ပါတယ်။နန်ဝါလီရဲ့ရုပ်အသွင်ပြင်တဲ့ကိုအမူအရာတွေကတိုင်းပြည်မှာရှိကြတဲ့လူတွေရဲ့အကြိုက်မဟုတ်တာကြောင့်အခုချိန်ထိအပြိုအတိုင်းပဲရှိနေပါတယ်။နန်ဝါလီဟာနန်တွင်တဲကိုတွားပြီးအလုံးလုံးခွင့်တောင်းပါတယ်။ပြီးတော့ဘရင်မိဖျားဖြည့်ခွင့်ကိုလည်းဖလားဖိုင်မနီထံကနေပြီးတော့တောင်းဆိုပါတယ်။
လှဖိုင်မနီဟာနန်ဝါလီနဲ့စကားအပြန်အလှန်အကြာကြီးပြောဆိုပြီးတဲ့နောက်နန်ဝါလီရဲ့လုံနိုင်စွမ်းနဲ့အစွမ်းအစတွေကိုအရန်သဘောကျမိပြီးအနေအကက်တိုင်ပင်ပေါ်တိုင်ပင်ဘက်ဖြစ်အောင်ဆိုပြီးတော့ကိုရန်တော်စစ်မင်းသမီးလေးအဖြစ်တင်မြောက်ပြီးအလုပ်လုပ်ခွင့်ပေးလိုက်ပါတယ်နန်ဝါလီကလှဖိုင်မနီဟာစူအိုမာလီနဲ့လက်မထက်ရသေးလို့စိတ်ဆင်းရဲနေတာကိုတွေ့တော့သူမကူညီပေးမယ်ဆိုပြီးလှဖိုင်မနီကို3ရက်နဲ့9ရက်အတွင်းမှာလက်ထပ်ပွဲကျင်းပမယ်ဘသူနဲ့လက်ထပ်မယ်ဆိုတာကိုမပြောဘဲနဲ့တည်င်းကိုတိုင်းပြည်အနှံကြီးညာလိုက်ပါဆိုပြီးတော့အကြံပေးလိုက်ပါတယ်အဲ့ဒီတည်င်းတွေဟာတိုင်းပြည်အနှံပြန့်သွားတဲ့အခါမှာတော့နန်မွန်ထာကလှဖိုင်မနီဟာနန်ဝါလီနဲ့အစားထိုးပြီးတော့လက်ထပ်ပွဲကျင်းပဖို့ပြင်ဆင်နေတာလားဆိုပြီးတော့စိုးရိမ်တကြီးနဲ့သူမရဲ့သမီးတော်လေးစူဝုံမာလီထံသွားပြီးတော့နန်းတွင်းထဲကိုချက်ချင်းပြန်ခဲ့ဖို့နဲ့ဖဖိုင်မနီကိုချက်ချင်းလက်ထပ်ဖို့စိုးရိမ်ကြီးစွာနဲ့သမီးငယ်လေးကိုတောင်းဆိုနေပါတယ်စူဝုံမာလီဟာသူ့ရဲ့အမေတောင်းပန်ပြီးပြောဆိုနေတာကြောင့်နန်းတော်ရှိရာကိုပြန်သွားပြီးတော့နန်ဝါလီရဲ့အကြံနဲ့ဖဖိုင်မနီနဲ့စူဝုံမာလီတို့ဟာလက်ထပ်ခွင့်ရသွားကြပါတယ်9ရက်အတွင်းလက်ထပ်ပွဲကျင်းပကြပြီးတဲ့နောက်အားလုံးအေဂျင့်ပျော်ရွှင်စွာနဲ့နန်းတော်ထဲမှာနေထိုင်သွားကြပါတယ်ဒီလိုနဲ့ဖဖိုင်မနီဟာရတနာတိုင်းပြည်မှာရှိတဲ့သူ့ရဲ့မိဘတွေဖြစ်တဲ့ဘရင်ကြီးစူထန်နဲ့မိဖုရားပထုံကေဆော်တို့ကိုတတိယလာမိပါတယ်မိဘတွေထံပြန်ပြီးတော့စောက်ရှောက်ပေးဖို့ကဒီမကြခင်စစ်ပွဲဖြစ်တော့မဲ့ဖရုံဆိုတဲ့တိုင်းပြည်ကြီးကိုထားခဲ့လို့မဖြစ်တာကြောင့်သူ့ရဲ့ညီလေးစီစဝမ်ကိုမိဘတွေထံပြန်သွားပြီးမိဘတွေကိုတားရောက်စောက်ရှောက်ပေးဖို့ပြောတဲ့အခါမှာတော့စီစဝမ်ကလည်းသဘောပေါက်နားလည်ပြီးသူ့ရဲ့သမီးငယ်လေးအရုံလက်စမီနဲ့အတူဆင်းစမှုကိုပါတခါတည်းရတနာတိုင်းပြည်ရှိရာကိုခေါ်ဆောင်သွားလိုက်ပါတယ်ရတနာတိုင်းပြည်ကိုရောက်တော့အဖေအမေတွေဖြစ်ကြတဲ့ဘရင်ကြီးနဲ့မိဖုရားတို့ဟာသူတို့ရဲ့မြေးလေးတွေနဲ့သားတော်လေးကိုတွေ့လိုက်ရတော့အလွန်ပဲဝမ်းသာမိပြီးဘရင်ကြီးကနှစ်ပေါင်းများစွာခွဲခွာနေကြရတဲ့သားလေးကိုပွေဖက်လိုက်ပါတယ်။သားဖြစ်သူကလည်းအဖေနှင်ထုတ်ခဲ့တာကိုစိတ်ထဲမှာမထားဘဲနဲ့ဖခင်ကိုပြန်တွေ့လိုက်ရလို့အလွန်ပဲဝမ်းသာနေမိပါတယ်။ပြီးတော့စီစဝမ်ဟာဖခင်ဘရင်ကြီးစူထန်နဲ့မေတော်ကြီးပထုံကေဆော်တို့ကိုစောက်ရှောက်ရင်းနဲ့ပဲရတနာတိုင်းပြည်မှာအချိန်ကြာကြီးနေထိုင်သွားလိုက်ပါတယ်။အဲ့ဒီချိန်ကနေစပြီးလာအတော်တန်ကြာလာခဲ့ပြီးတဲ့နောက်ကြောင်နှုတ်ဖရဆိုတဲ့ကျွန်းကရေသူမဟာလူနဲ့ရေသူမပေါင်းဆက်ထားတဲ့သားတော်လေးတစ်ပါးကိုမွေးဖွားလာခဲ့ပါတယ်။သားတော်လေးဟာလူသားတယောက်လိုပဲအင်္ဂါစုံပြီးတော့ထဖိုင်မနေနဲ့အရန်ပဲတူပါတယ်။ရေသူမကသူမရဲ့သားငယ်လေးကလူသားဖြစ်နေတော့ရေအောက်မှာမွေးထားလို့မဖြစ်တာကြောင့်ရတိကြီးကိုမွေးစားစီဖို့နဲ့ကူညီစောက်ရှောက်ပေးဖို့အတွက်ပေးအပ်ပါတယ်။ပြီးတော့ဖဖိုင်မနေပေးထားတဲ့ဂလုံငှက်ပုံစံလက်စွပ်နဲ့စတိုးကိုပါရတိကြီးထံပေးအပ်လိုက်ပါတယ်။ဒါပေမဲ့ရေသူမကကလေးနိုးစားတဲ့အခါကန်းချီမှာနိုးတိုက်ပေးပြီးကြံတဲ့အချိန်တွေမှာတော့ရတိကြီးကပဲစောက်ရှောက်ပေးဖို့ဖြစ်ပါတယ်။ရတိကြီးကလည်းမေတ္တာတရားအပြည့်နဲ့သူ့ရဲ့သားရင်မြေးရင်တပွဲတေချာလေးပြုစုစောက်ရှောက်ပေးပါတယ်။ပြီးတော့ကလေးငယ်လေးကိုဆွစာခွန်ဆိုပြီးတော့အမည်ပေးထားလိုက်ပါတယ်။ဒီလိုနဲ့လူနဲ့ရေသူမဆက်ထားတဲ့စိုးစာခွန်လေးဟာတမူထူးခြားပြီးတော့တခြားကလေးငယ်လေးတွေနဲ့မတူဘဲနဲ့အတော်လေးလဲတန်ပါပါတယ်။ဆယ်လသားအရွယ်လောက်မှပင်တခြား3နှစ်သားကလေးအရွယ်လောက်ရှိနေပြီပဲဖြစ်ပါတယ်။တက်တီနဲ့ညံရီကလည်းအင်မတန်ပဲကောင်းမွန်ပါတယ်။စိုးစာခွန်3နှစ်သားအရွယ်ရောက်ရှိလာခဲ့တဲ့အခါမှာတော့ရတိကြီးထံကနေပြီးတော့ဝိစာပညာအမွေတွေကိုဆက်ခံနိုင်ပြီပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဆူစာခွန်ဟာလင်းပိုင်ငါးကြီးကိုစီးပြီးတော့ပင်လယ်ထဲမှာဆော့ကစားနေတဲ့အချိန်မှာပဲဝေးကနေပြီးတော့ရေပြင်ပေါ်မှာပြေးလွှားနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဆူစာခွန်ဟာစိတ်ဝင်စားနဲ့လင်းပိုင်ငါးကြီးကိုစီးပြီးတော့အဲ့ဒီအရာဟာဘာလဲဆိုပြီးတော့အနီးကပ်သွားကြည့်ပါတယ်။သူ့ရဲ့မျက်စိရှိမှပဲအံ့ဩစွာတွေ့လိုက်ရတာကတော့ရေပြင်ပေါ်မှာပြေးနေတဲ့အမဲအောင်မြင်းကြီးတစ်ကောင်ပဲဖြစ်ပါတယ်။အဲ့ဒီမြင်းကြီးဟာတာမန်မြင်းမျိုးမဟုတ်ပဲနဲ့ရှင်ထက်ပြီးရှည်လျားတဲ့သွားတွေနဲ့အနက်ရောင်ကြေးခွန်တွေနဲ့ငကားလိုအမီမျိုးပါနေတာကြောင့်ငကားကြီးတစ်ကောင်လိုဖြစ်နေပါတယ်။ဆူစာခွန်ဟာအဲ့ဒီထူးဆန်းတဲ့အကောင်ကြီးကိုစူးစမ်းလို့စိမ့်နဲ့ရတိကြီးတာကိုပြကျင်တယ်ဆိုပြီးတော့စူးစမ်းပန်းစားလိုက်ဖမ်းပါတယ်။ဒါပေမဲ့အဲ့ဒီမြင်းကြီးကအစွမ်းရှိတဲ့မြင်းတစ်ကောင်ဖြစ်နေတာကြောင့်ဆူစာခွန်မှာအစွမ်းတွေရှိတော့လဲဖမ်းလိုက်တိုင်းမြင်းခါရှပြီးတော့ရေပြင်ပေါ်ကိုအကြိမ်ပေါင်းများစွာပြုတ်ကျခဲ့ရပြီးဘလို့မှလိုက်ဖမ်းလို့မရပဲဖြစ်နေပါတယ်။ဆူစာခွန်ဟာနေဝင်သွားတဲ့အထိဖမ်းလို့မရတော့မှပဲလင်းမန်ကြီးကိုစီးပြီးတော့ကျွန်းရှိရာကိုပြန်လာခဲ့လိုက်ရပါတယ်။ပြီးတော့သူတွေ့ခဲ့တဲ့အဲ့ဒီအလွန်ထူးဆန်းတဲ့မြင်းအကြောင်းကိုရတိကြီးကိုပြောပြလိုက်ပါတယ်။ရတိကြီးကအာယုံခံပြီးကြီးလိုက်တဲ့အခါမှာတော့အဖေနဂါးနဲ့အမေမြင်းတို့ပေါင်းဆက်ပြီးမွေးဖွားလာခဲ့တဲ့အလွန်ပင်အစွမ်းထက်တဲ့နဂါးတစ်ကောင်ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ရတိကြီးက
အဲ့ဒီနဂါးကြီးဟာတားငယ်လေးဆူစာခွန်အတွက်လက်ဆွဲတော်ဖြစ်အောင်ဆိုပြီးတော့ကျိုးတစ်ခွေကိုမှန်းမှုတ်ပြီးနဂါးကိုဖမ်းဆီးဖို့အတွက်ပေးလိုက်ပါတယ်နောက်နေ့နနက်မိုးလင်းတဲ့အချိန်ရောက်တော့ဆူစာခွန်ဟာအစောကြီးနိုးထပြီးတော့အဲ့ဒီမှော်ဝင်ကြိုးကြီးကိုကင်ပြီးလင်းမိုင်ငါးကြီးကိုစီးပြီးတော့ချက်ချင်းပဲပင်လယ်ထဲမှာနဂါးကြီးကိုထွက်ရှာပါတယ်ပင်လယ်ထဲမှာပြေးနေတဲ့နဂါးကြီးကိုတွေ့ပြီးအဲ့ဒီမှော်ဝင်ကြိုးနဲ့ဖမ်းလိုက်တဲ့အခါမှာနဂါးကြီးကိုမိတ်သွားပြီးတော့ကြောပေါ်ကိုချက်ချင်းပဲခုန်တက်ပြီးတာနဲ့အမိအယထိန်ချုပ်ပါတယ်နဂါးကြီးကခါချတော့လဲရတိကြီးရဲ့မှော်ဝင်ကြိုးကြောင့်ဘလို့မှခါချလို့မရတော့ဘဲနဲ့တီတီငိမ့်ငိမ့်လေးဖြစ်သွားရပါတယ်အဲ့ဒါနဲ့ဆူစာခွန်ဟာနဂါးကြီးကိုစီးပြီးတော့ရတိကြီးရှိရာကျွန်းကိုဝမ်းသာကုံယူစွာနဲ့ပြန်လာခဲ့ပါတယ်ရတိကြီးကလည်းအလွန်ပဲဝမ်းသာသွားပြီးတော့အခုလိုအင်မတန်ဖမ်းရခက်တဲ့နဂါးမျိုးကိုမှဆူစာခွန်ကဖမ်းနိုင်တယ်ဆိုတော့သူ့ရဲ့ဖခင်အကြောင်းကိုရှင်းပြဖို့နဲ့ဖခင်ကိုထွက်ရှာဖို့အချိန်တန်ပြီးဆိုပြီးတော့ဆူစာခွန်ရဲ့ဖခင်ဖရဖိုင်မနီအကြောင်းကိုအသေးစိတ်ရှင်းပြလိုက်ပါတယ်ရတိကြီးကဖရန်ဆိုတဲ့တိုင်းပြည်ကိုသွားပြီးအဖေကိုထွက်ရှာပါလို့ပြောလိုက်တဲ့အခါမှာတော့ဆူစာခွန်ဟာသူ့မွေးကလေးကတခါမှမမြင်ဘူးတဲ့သူ့ရဲ့အဖေကိုစိတ်အားထက်သန်စွာနဲ့တွေးကျင်စိတ်တွေနဲ့ချက်ရှင်ပဲသူ့ရဲ့အဖေကိုထွက်ရှာခြင်းနဲ့ဆိုပြီးတော့ရတိကြီးကိုပြောလိုက်ပါတယ်ဒီလိုနဲ့ဆူစာခွန်ဟာသူ့ရဲ့အဖေကိုထွက်ရှာဖို့အတွက်ရတိကြီးကိုဦးရှာကြော့ပြီးတာနဲ့ရတိကြီးကဆူစာခွန်ဆိုတဲ့သားငယ်လေးကိုအန်ဒီရဲ့ကင်းအောင်ဆိုပြီးတော့ရတိအဖြစ်ဝတ်ပေးလိုက်ပါတယ်ပြီးတော့ဖအဖိုင်မနီပေးထားတဲ့လက်စွပ်နဲ့စတိုးကိုပါပေးလိုက်ပါတယ်နောက်ဆုံးရသေးကြီးကသူ့ရဲ့မှော်ဝင်တောင်မွေးကိုဆူစာခွန်အတွက်အကာအကွယ်ဖြစ်အောင်ဆိုပြီးတော့ထပ်မံပေးလိုက်ပါသေးတယ်။ပြီးတာနဲ့ဆူစာခွန်ဟာသူ့ရဲ့အမေကြီးသူမကိုတွားရောက်နှုတ်ဆက်ရင်သူနေခဲ့တဲ့ကျွန်းကြီးကိုသူ့ရဲ့အမေကိုစောက်ရှောက်ပေးပါလို့ဆုတောင်းပေးပြီးတာနဲ့နဂါးကြီးကိုစီးပြီးဖခင်ကိုထွက်ရှာပါတော့တယ်။ရက်အတော်တန်ကြာပင်လယ်ထဲမှာနဂါးကြီးကိုစီးပြီးထွက်လာခဲ့ပြီးတဲ့နောက်မိမလာတွေနဲ့ပြည့်နေနေတဲ့အလွန်ပင်လှပတဲ့တိုင်းပြည်ကြီးတစ်ခုရှိရာကိုရောက်ရှိလာခဲ့ပါတယ်။မိမလှလေးတွေကရေတွေပန်းတွေနဲ့ဆူစာခွန်ကိုကြိုးဆိုပြီးမြို့တဲကိုခေါ်ဆောင်သွားကြပါတယ်။ဆူစာခွန်ဟာသူ့ရဲ့ဘဝမှာလူသားအမြောက်အများနဲ့လှပတဲ့တိုင်းပြည်ကိုမမြင်ခဲ့ဖူးတာကြောင့်မိမလှတွေခေါ်ဆောင်သွားတဲ့အတိုင်းလိုက်ပါသွားပါတယ်။အဲ့ဒီအချိန်မှာအဲ့ဒီလှပတဲ့မြို့ကြီးကနေပြီးတော့ရုတ်တရက်မြို့ပြက်ကြီးတစ်ခုဖြစ်သွားပါတယ်။တကယ်တော့တရှေတရေတွေဟာဆူစာခွန်လိုလူသားမျိုးကိုဖန်ဆားရှင်တာကြောင့်အားလုံးကိုလှည့်စားပြီးတော့ဖန်ဆင်းထားတာပဲဖြစ်ပါတယ်။ဆာလောင်နေကြတဲ့တရှေတရေတွေဟာအတုံအယုံနဲ့ဆူစာခွန်ရဲ့အနာကိုရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ဆူစာခွန်ကရတိကြီးပေးထားတဲ့တောင်မွေးကိုအုံပြုတ်ပြီးမြောက်တင်လိုက်တဲ့အခါမှာတရေတွေဟာလွင့်စင်သွားကြပြီးလဲကျသွားကြကုန်ပါတယ်။ဒါပေမဲ့တရေတွေဟာတိတ်မကြခင်မှာပဲပြန်နှိုးထလာကြပြီးတော့ထပ်မံပြန်လဲတိုက်ခိုက်ကြပါတယ်။ဆူစာခွန်ဟာအဲ့ဒီတရေမျိုးပြက်ကြီးထဲမှာပဲနဂါးကြီးတစ်ကောင်ကိုစီးပြီးတော့တိုက်ခိုက်ရှောင်တင်းရင်းနဲ့ပဲ9ရက်အထိကြာမြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့ဆူစာခွန်ဟာအလွန်ပဲပင်ပန်းနွမ်းနေသွားပြီးတော့ခုခံနိုင်စွမ်းနေမရှိတော့တဲ့အခါမှာရတိကြီးကိုကူပါခဲ့ပါဆိုပြီးတော့တားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးကနေပြီးတော့ဟင်းပြီးထွက်လာတဲ့ခေါင်းလုံးတန်နဲ့အတူရွှေရောင်အလင်းတန်းကြီးတွေနဲ့ရတိကြီးရောက်ရှိလာတဲ့အခါမှာတော့ရတိကြီးရဲ့အစွမ်းတကူတွေကြောင့်တရေတရှည်တွေဟာလေထဲမှာလွင့်စင်ပျောက်ကွယ်သွားကြကုန်ပါတယ်။ရတိကြီးကတရေတွေပျောက်သွားပြီးဆိုတာနဲ့လဲကျနေတဲ့ဆူစာခွန်ကိုထူပေးလိုက်ပြီးရတိကြီးကဒီတိုင်းပြည်ကြီးဟာဘက်ကာဆိုတဲ့မင်းကြီးအုပ်ချုပ်ခဲ့မှုတဲ့တိုင်းပြည်ဖြစ်တယ်။အဲ့ဒီမင်းကြီးဟာအာကုသို့အလွန်ကြီးလို့ရေတိုက်စားပြီးလူတွေတေဆုံးကုန်လို့အခုလိုမျိုးပြက်ကြီးဖြစ်ပြီးတော့အဆောက်တရေတွေဖြစ်ကုန်တာဖြစ်တယ်။ပြီးတော့မျိုးပြက်ကြီးစီရောက်လာကြတဲ့တင်မောသားခီးတဲ့အတိုင်းကိုတရှည်တရေတွေကလှည့်စားပြီးတော့ဖမ်းယူစားတော့ကြတယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။ပြီးတာနဲ့ဆူစာခွန်ဟာရတိကြီးကိုနှုတ်ဆက်စကားတွေပြောပြီးရတိကြီးလည်းပျောက်ကွယ်သွားပြီးတော့ဖခင်ဘရင်ကြီးကိုထွက်ရှာဖို့အတွက်ခရီးဆက်ပါတယ်။ပင်လယ်သမုဒ္ဒရာထဲမှာခရီးဆက်ရင်းနဲ့ကော့ဖနုံဆိုတဲ့ကျွန်းတစ်ခုပေါ်မှာတည်ထားတဲ့တိုင်းပြည်တစ်ခုရှိရာကိုရောက်ရှိသွားပါတယ်။ဆူစာခွန်နဲ့နဂါးတို့ဟာပင်ပန်းလာကြတာကြောင့်ခဏတစ်ဖြုတ်အနားယူဖို့အတွက်နေရာတစ်ခုကိုရှာကြတဲ့အခါမှာအလွန်ပင်ညစ်ပတ်ပြီးအိပ်ပျော်နေတဲ့ပုံနာပိန်တစ်ယောက်နဲ့တဲလေးတစ်လုံးကိုတွေ့လိုက်ရပါတယ်။ဆူစာခွန်ဟာအဝတ်မရှုံပဲအိပ်ပျော်နေတဲ့ပုံနာကိုအမြင်မတော်လို့ခေါ်နိုးလိုက်တဲ့အခါမှာတော့ပုံနာပိန်ကနိုးထလာပြီးအလွန်ပဲလှပတဲ့နဂါးကြီးကိုတွေ့သွားတဲ့အခါမှာတော့သူ့ရဲ့လက်ဆွဲတော်အဖြစ်အသုံးပြုဖို့အတွက်အတော်လေးလိုချင်စိတ်တွေဖြစ်သွားပါတယ်။အဲ့ဒါနဲ့ပုံနာဟာပရိယေတွေသုံးပြီးသူ့ကိုယ်သူတောထဲမှာတရားကိုနှိမ့်ချွတ်အောင်ကျင့်ထားပြီးတကိုးအစွမ်းကြီးတဲ့သူတယောက်ဖြစ်တဲ့ဆူစာခွန်ကိုအဲ့ဒီပညာအစွမ်းတွေသင်ပေးခြင်းလေဆိုပြီးတော့လိန်ညာပြီးတော့တပည့်ခံခိုင်းပါတယ်။
အခုမှစတင်စူးစမ်းကျင်တဲ့စိတ်တွေနဲ့ကလေးငယ်လေးဆူစာခွန်ကလည်းဘာမှမတင်ကမဖြစ်ပဲနဲ့ပုံနာပြောသမျှအားလုံးကိုယုံပြီးတော့သူ့ရဲ့အကြောင်းတွေအားလုံးနဲ့သူ့အဖေကိုထွက်ရှာတဲ့အကြောင်းတွေကိုပါပြောပြလိုက်ပါတယ်အဲ့ဒါနဲ့ပုံနာကဆူစာခွန်ကိုတနာဟန်ဆောင်ပြီးသူကိုယ်တိုင်ကူညီပေးမယ်ဆိုပြီးတော့မကြာခဏနဂရားရဲ့အနာကိုတွားပြီးတော့ကင်တွယ်စီးနှင်းဖို့အတွက်ကြိုးစားပါတယ်နဂရားကလည်းလူတွေရဲ့စိတ်ကိုအကဲခတ်တတ်တော့အဲ့ဒီပုံနာကြီးကိုအနာအကက်မခံပဲအမြဲတမ်းရံမှုပါတယ်ဆူစာခွန်ကနဂရားဟာပုံနာနဲ့ရင်သွားအောင်ဆိုပြီးတော့ရတိကြီးပေးထားတဲ့မော်တောင်မွေးကိုအသုံးပြုပြီးပြောလိုက်တော့နဂရားဟာတောင်မွေးကြောင့်ရင်ပေးလိုက်ရပါတယ်အဲ့ဒါနဲ့ပဲပုံနာဟာဆူစာခွန်ကင်ထားတဲ့တောင်မွေးဟာအစွမ်းထက်တယ်ဆိုတာကိုသိသွားပြီးတာနဲ့လိုချင်စိတ်တွေထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်ပုံနာဟာညံနီညံနဲ့တွေသုံးပြီးဆူစာခွန်ကိုမော်အတက်ပညာဝိစာပညာသင်ပေးမယ်ဆိုပြီးတောင်ထိပ်ကိုအတူတက်စီပြီးတော့နဂရားကိုတောင်ရှိမှာထားခဲ့ခိုင်းပါတယ်ဒီလိုနဲ့ပဲဆူစာခွန်နဲ့ပုံနာတို့ဟာအလွန်မြင့်မာတဲ့တောင်ထိပ်ပေါ်ကိုတက်သွားကြပါတယ်အဲ့ဒီတောင်ထိပ်ကအလွန်မတ်ဆောက်ပြီးတော့အောက်ခြေကိုမမြင်ရလောက်အောင်ပဲအလွန်ပဲနဲ့နေပါတယ်အဲ့ဒါနဲ့ပုံနာဟာတောင်မွေးကိုသူ့ရဲ့လက်ထဲမှာအပ်ထားဖို့တောင်းလိုက်ပြီးတောင်နှခမ်းရှိရာကိုခေါ်သွားပြီးတော့သူနဲ့အတူမျက်စိမိတ်ပြီးကားထားရုပ်ဖို့အတွက်ပြောပါတယ်ပြီးတော့ဆူစာခွန်ကိုမျက်စိမိတ်လက်အုပ်ချီခိုင်းပြီးတော့သူ့ရဲ့ပါဇက်တဲ့ရာပေါက်ကရဂါထာအတုကိုသူရွတ်တဲ့အတိုင်းရွတ်ခိုင်းပါတယ်ဆူစာခွန်ကလည်းအနောက်ကနေယုံယုံကြည်ကြည်နဲ့မျက်စိမိတ်ပြီးလိုက်ရွတ်နေတဲ့အချိန်မှာပဲပုံနာဟာတခွန်းလောက်ရွတ်ပြီးတာနဲ့အနောက်ကနေဆူစာခွန်ကိုတွန်းချလိုက်ပါတယ်ပြီးတော့ပုံနာဟာတောင်မွေးကိုယူပြီးတော့တောင်ရှည်ကနဂရားရှိရာကိုအမြန်ပြေးဆင်းသွားပြီးတောင်မွေးနဲ့နဂရားကိုအတင်းအာဓမထိန်ချုပ်ပါတယ်နဂရားဟာပုံနာကြီးကိုသဘောမကျတော့လဲတောင်မွေးရဲ့အစွမ်းတွေကြောင့်ပုံနာရဲ့ထိန်ချုပ်ခြင်းကိုခံလိုက်ရပါတယ်အဲ့ဒါနဲ့ပုံနာဟာနဂရားကြီးကိုစီးပြီးတော့တိုင်းပြည်အလဲတဲကလူအများအပြားရှိရာကိုမောင်းနှင်းပြေးဝင်သွားလိုက်ပါတယ်ပြီးတော့သူ့ကိုယ်သူတကူအစွမ်းရှိသူဆိုပြီးနဂရားကြီးကိုစီးပြီးတော့လူတွေကြားမှာကြွားဝါပြောဆိုပါတယ်လူအများဟာလည်းပုံနာကြီးရှိရာကိုထူးဆန်းစွာပြေးလာကြပြီးတော့လာရောက်ကြည့်ရှုကြပါတယ်။အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ပုံနာကမကြခင်မှာယောဂကတ်ဆိုတွေတိုင်းပြည်တွေကိုရောက်လာလိမ့်မယ်။လူတွေတေးကြကြရလိမ့်မယ်။ဒါပေမဲ့သူ့လိုပုံနာဒီတိုင်းပြည်ထဲမှာရှိနေမယ်ဆိုရင်အဲ့ဒီကတ်ဆိုကြီးကနေလွတ်မြောက်မယ်။သူ့ရဲ့ဖုံးတကိုးတွေနဲ့ကာကွယ်ပေးမယ်ဆိုပြီးတော့လူတွေကိုပြောလိုက်ပါတယ်။လူတွေအများကလည်းသူစီးထားတဲ့နဂါးကြီးနဲ့တောင်မွေးရဲ့အစွမ်းကိုကြည့်ပြီးတော့အဟုတ်ပဲထင်မှတ်သွားကြကုန်ပါတယ်။အဲ့ဒါနဲ့လူတွေဟာသူ့ကိုအယုအသေးပေးကြပြီးတော့ကိုးကွယ်လာကြပါတယ်။အဲ့ဒီအကြောင်းတွေဟာကလဝေးဆိုတဲ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘရင်ကြီးစူရီယိုထိုင်ထန်ရောက်ရှိသွားပြီးတော့ဘရင်ကြီးကအဲ့ဒီပုံနာကိုနန်းတွင်ထဲမှာလာရောက်နေထိုင်စီဆိုပြီးဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒါနဲ့ပုံနာဟာဘရင်ကြီးထံရောက်ရှိလာပြီးတော့နဂါးဘော်ကနေဆင်းပြီးဘရင်ကြီးကိုအယုအသေးဆင်းပေးပါတယ်။အဲ့ဒီအချိန်မှာပဲနဂါးကြီးကပုံနာထံကနေချက်ချင်းပဲထွက်ပြေးသွားပါတယ်။ပုံနာကြီးကနဂါးကြီးကိုအနောက်ကနေအော်ခေါ်တော့လဲဘလို့မှအော်ခေါ်လို့မရတော့ပဲဖြစ်သွားပြီးနှမျောစိတ်တွေနဲ့တတိလေးမေ့မျောသွားတဲ့အထိဖြစ်သွားပါတယ်။အဲ့ဒီတတိလေးနေတဲ့ပုံနာကြီးကိုနားနေဆောင်ရှိရာကိုခေါ်ဆောင်သွားဖို့နန်းတွင်တွေကအမှုထမ်းတွေကိုပါအလုံးရှုပ်သွားစေပါတယ်။ပုံနာတတိပြန်ရလာခဲ့တဲ့အခါမှာတော့သူ့ရဲ့အနားမှာသူလုံးဝမစားဘူးတဲ့စားကောင်းတောက်ဖွယ်တွေနဲ့အရန်သစ်ဖြစ်နေပြီးတော့ပြုစုပေးမဲ့သူအပြည့်စုံနဲ့ဆိုတော့အလွန်ပဲပျော်ရွှင်သွားပြီးနဂါးကြီးကိုမေးပြောက်သွားတဲ့အထိဖြစ်သွားပါတယ်။ဒီလိုနဲ့နန်းတွင်ထဲမှာပဲပျော်ရွှင်စွာနေထိုင်သွားပါတယ်။ပုံနာကြီးရဲ့တွန်းချခြင်းကိုခံလိုက်ရတဲ့ဆူစာကွန်ဟာရတိကြီးမှန်းပေးခဲ့တဲ့အကာအကွယ်တွေနဲ့အစီရင်တွေကြောင့်အသက်မသေးပဲအသက်ရှင်လျက်ရှိနေပါတယ်။ဒါပေမဲ့ဆူစာကွန်ဟာအဲ့ဒီကြောက်ကနေပြီးတော့အပေါ်ကိုပြန်မတက်နိုင်ပဲစိတ်ညစ်နေပြီးသူ့ရဲ့အမေနဲ့ယတိကြီးတာကိုတတိရတဲ့စိတ်တွေနဲ့တယောက်တည်းဝမ်းနေစွာငိုကြွေးနေရရှာပါတယ်။အဲ့ဒီအချိန်မှာပဲတောင်ထိပ်ပေါ်ကနေပြီးတော့နဂါးကြီးရဲ့အတန်ပေးတန်ကိုကြားလိုက်ရပါတယ်။နဂါးကြီးကခွာတန်ကိုကျဲလောင်စွာရက်ပြီးတော့အတန်ပေးနေတော့ဆူစာကွန်ဟာသူ့ရဲ့နဂါးကြီးလာကြိုနေပြီဆိုတာကိုသိလိုက်ရပါတယ်။ပြီးတော့ဆူစာကွန်ဟာတောင်ထိပ်ပေါ်ကိုဘလို့ရအောင်တက်ရမလဲဆိုပြီးတော့နီလန်းရှာကြံနေတော့အချိန်လေးမှာပဲလေဟုန်ကြီးနဲ့အတူရောင်ကြီးတွေလင်းလက်လာပြီးတော့ရတိကြီးအသွင်ပေါ်ထွက်လာပြီးတော့ဆူစာကွန်ကိုတောင်ထိပ်ရှိရာကိုပွေခေါ်သွားပါတယ်။တောင်ထိပ်ပေါ်ကိုရောက်တော့ရတိကြီးကဒီတစ်ချိန်ဟာကြီးမားတဲ့သင်ခန်းစာရလိုက်ပြီဆိုပြီးတော့မှတ်ထားလိုက်ပါရှေ့ဆက်တဲ့အခါမှာဘသူကိုမှအယုံမလွဲနဲ့ဒီလူလောကကြီးထဲမှာကိုယ်နဲ့မတူတဲ့ယုံညံ့တဲ့လူတွေအများအပြားရှိတယ်အဲ့ဒါကိုတေချာတတိထားပါဆိုပြီးတင်ကြားခဲ့ပေးပြီးတာနဲ့နှုတ်ဆက်ပြီးပျောက်ကွယ်သွားပါတယ်
ဆွတ်စာခွန်ကလည်းနဂရာကြီးကိုစီးပြီးတော့သူ့ရဲ့မှော်ဝင်တောင်မွေးကိုပြန်ယူဖို့အတွက်ပုံနာရှိရာကိုထွက်လာခဲ့ပါတယ်ဆွတ်စာခွန်ဟာတိုင်းပြည်တဲကိုရောက်တော့သူဟာပုံနာရဲ့တူလေးအဖြစ်တော်ဆက်တယ်ဆိုပြီးလူတွေကိုပုံနာရှိရာကိုညွှန်ပြခိုင်းရင်းနန်းတော်ရှိရာကိုရောက်ရှိလာခဲ့ပါတယ်အစောက်တွေကလည်းဆွတ်စာခွန်ကိုနန်းတော်တဲကပုံနာထံလိုက်ပို့ပေးကြပါတယ်ပုံနာထံရောက်တော့ပုံနာကအစားဝပြီးတော့တောင်မွေးတစ်ချောင်းနဲ့အိပ်ပျော်နေပါတယ်ဆွတ်စာခွန်ဟာသူ့ရဲ့တောင်မွေးကိုပြန်ကောက်ယူလိုက်ပြီးပုံနာကြီးကိုအော်ငှောက်ပြီးတော့ခေါ်နိုးလိုက်ပါတယ်ပုံနာကြီးနိုးထလာတော့ဆွတ်စာခွန်ကိုတေဆုံပြီးရောက်လာတဲ့တရဲအမှတ်နဲ့ကြောက်လန့်ပြီးတော့နန်းတွင်းထဲမှာပတ်ပြေးနေပါတယ်အဲ့ဒါနဲ့ဆွတ်စာခွန်ဟာပုံနာကြီးကိုဖမ်းမိသွားပြီးဘုရင်ကြီးစူရီယိုထိုင်ထန်အနံပြီးတော့အကြောင်းစုံရှောက်တင်လိုက်ပါတယ်ဘုရင်ကြီးစူရီယိုထိုင်ကပုံနာကြီးရဲ့ရုံညံ့တဲ့လှုပ်ရက်နဲ့ဘုရင်ကိုယ်တော်လိန်ညာခဲ့တဲ့အကျင့်ကိုသိသွားတော့ဒေါသထွက်သွားပြီးဓားကိုဆွဲပြီးတော့အဲ့ဒီပုံနာကြီးကိုအဆုံးစီရင်ဖို့လှုပ်တော့မဲ့အချိန်မှာပဲဆွတ်စာခွန်ကတားလိုက်ပြီးပုံနာကြီးကိုလွတ်ပေးလိုက်ဖို့တောင်းဆိုလိုက်ပါတယ်ဘုရင်ကြီးကဆွတ်စာခွန်ရဲ့ငယ်ငယ်ရွယ်ရွယ်နဲ့မေတ္တာတရားထားတတ်မှုစိတ်ကောင်းစိတ်မြတ်ရှိမှုတွေကိုသဘောကျပြီးတော့ဆွတ်စာခွန်ရဲ့အကြောင်းတွေကိုမေးမြန်းလိုက်ပါတယ်ဆွတ်စာခွန်ကလည်းသူ့ရဲ့အကြောင်းတွေကိုပြောပြလိုက်ပြီးငွေကလေးကမတွေ့ခဲ့ဘူးတဲ့သူ့ရဲ့အဖေကိုထွက်ရှာတာဆိုပြီးတော့လည်းရှင်းပြလိုက်ပါတယ်ဘုရင်ကြီးစူရီယိုထိုင်ကဆွတ်စာခွန်ကိုသူ့ရဲ့မွေးစားသားအနေနဲ့မွေးစားဖို့တောင်းဆိုပြီးသူ့ရဲ့သမီးငယ်လေးဆိုဝခွန်နဲ့အခုမှမွေးကင်းစားဖြစ်တဲ့သားငယ်လေးဆဝါရှိုင်တို့ရဲ့အကူအဖြစ်နန်းတွင်းထဲမှာအတူနေသွားပါဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့ဆွတ်စာခွန်ရဲ့ဖခင်ဖရအဖိုင်မနီကိုတွေ့အောင်ကူရှာပေးမယ်ဆိုပြီးတော့လည်းဘုရင်ကြီးကဂတိပေးလိုက်ပါတယ်ဒီလိုနဲ့ပဲဆွတ်စာခွန်ဟာကလဝေးဆိုတဲ့တိုင်းပြည်မှာပဲပျော်ပျော်ပါပါနေထိုင်သွားလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဆုံးတတိယပိုက်ကိုဆက်လက်ဆောင်မျှော်ပြီးတော့ကြည့်ရှုပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ notification ခေါင်းလောင်းလေးမနှိပ်ထားသေးဘူးဆိုရင်တခါတည်းနှိပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်နော်အားလုံးပဲတတနောက်တစ်ခါမှပြန်ဆောင်ကြပါမယ်